အသင့်စားသုံးလို့ရပါပြီခရမ်းညင်ဒီ6ချက်လေးပါအားလုံးမင်္ဂလာပါဒီနေ့ကတော့6ခရမ်းညင်ဒီချက်လေးချက်ပြပါမယ်ပါဝင်ဒီပစ္စည်းကတော့ခရမ်းညင်ဒီကတော့ကျွန်မ6လုံးထည့်တယ်အနှစ်ကြိုက်ရင်ကြိုက်တယ်လို့ထပ်ထည့်လို့ရတယ်စက်သွန်နေလေး2မော်စီထည့်မယ်ရောင်ဒီမနှစ်နည်းထည့်မယ်6ကိုအရင်ကြုံမယ်6လေးတွေရပြီဆိုလို့ရှိရင်10မယ်စက်သွန်စီတက်မယ်ရောင်တင်မှုနှင်းထက်ဆုံးနဲ့တဝက်ထည့်မယ်ငကြိုင်အနေငယ်ပါမယ်တာမို့လက်ဖက်စားဆုံးတစ်စုံထည့်မယ်စီလေးလည်းအနဲ့မွေးလာပြီဆိုလို့ရှိရင်ခရမ်းညင်ပြီးထည့်မယ်သူ့ကိုကြေသွားအောင်ခဏလေးအုပ်ထားမယ်ခရမ်းညင်လေးကြေပြီဆိုလို့ရှိရင်ကြော်ထားတဲ့ငါးချောက်ကိုထည့်လို့ရပါတယ်ဒီစိမ့်လေးထည့်မယ်နည်းနည်းမင်းလေးအုပ်မယ်နည်းနည်းလေးအုပ်ပြီးပြီဆိုရင်အသင့်စားသုံးလို့ရပါပြီခရမ်းညင်ဒီ6ချက်လေးပါ